လိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်သတင်းတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကလထော်စင်ဆာပါမြစ်ချနာမြို့မှာစစ်ကောင်စီကတကောင်စင်းကောက်တနိုင်မြို့တွေပြည်သူ့စစ်အဖွဲ့ကလူတိစုဆောင်ရေးဖမ်းဆီးနေတဲ့သတင်းတွေကိုတင်ဆက်သွားပါမယ်စစ်ကောင်စီကမြစ်ချနာမြို့ကရက်ွက်တချို့မှာမလဆန်းပိုင်းကနေတအိမ်တက်တအိမ်ဆင်းတကောင်စင်းကောက်ယူတာပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေစီကတီးရပါတယ်ညအချိန်တွေမှာပါအေးစင်းကောက်ယူနေရလို့ဆိုပါတယ်ဒါအပြင်မြစ်ချနာမှာခက်စိတ်စိတ်စီရဲလှုပ်ရှားတာတွေပေါ်တာဆွဲတာတွေလုပ်နေပြီးမလ10ရက်နေ့ကလေဗလာမီနယ်ဓာတ်မှာပေါင်ဝါဘက်ကဆင်းလာတဲ့ခီးတွေကားတစ်စီးကိုတားကကားပေါ်ပါလာတဲ့ခီးတွေပြီးသူကိုဦးကိုတတတိစုဆောင်ဖမ်းဆီးသွားရလို့စုံစမ်းတီးရပါတယ်10ရက်နေ့မှာပဲမြစ်ချနာ20မိုင်ဂိတ်မှာလေခီးသွားပြီးသူ9ဦးကိုဖမ်းဆီးခေါ်ဆောင်သွားရလို့သိရပါတယ်တနိုင်မြို့တွေပြည်သူ့စစ်အဖွဲ့ကလူတိစုဆောင်ဖမ်းဆီးမှုများလုပ်နေရကြောင်းဒေသခံများတွာလာရေးမှာအခက်တွေ့နေရကြောင်းသိရပါတယ်ပြည်သူ့စစ်အဖွဲ့ကယခုရက်ပိုင်းအတွင်းညအချိန်တွာလာနေတဲ့လူငယ်လူလတ်ပိုင်းတွေကိုဖမ်းဆီးပြီးလူတိစုဆောင်နေရကြောင်းဒေသခံပြည်သူများတွာလာရေးအတွက်စိုးရိမ်ပူပန်မှုများရှိနေကြောင်းသိရပါတယ်လူငယ်များရှိတဲ့အိမ်တွေကိုမတင်ကားတဲ့ဆွဆွချက်နဲ့ဝင်ရောက်ရှာဖွေတာတွေမွေးဆင်းနဲ့ပတ်သက်ဆက်နွယ်မှုရှိရကြောင်းစစ်ဆေးမြင်မြန်ရမည်ဟုဆိုကဖမ်းဆီးခေါ်ဆောင်သွားပြီးပြန်လွှတ်ပေးရတွေမရှိဘူးလို့ဒေသခံတချို့ကဆိုပါတယ်လိုက်စာ TV ကိုကြည့်ရှုနားဆင်နေကြတော့မိဘပြည်သူများကိုစိတ်နှပြရွှေလန်းချမ်းမြေ့ကြပါစေ